မိဘဆိုတာမိဘတိုင်းမိကောင်းဖကောင်းဖြစ်တာမှမဟုတ်တာနော်မိကောင်းဖကောင်းမဖြစ်ဘူးလေတချို့မိဘကဘုရားကြည်မကြည်ုံနေမကဘူးကိုချင်းတရားမကောင်းတဲ့မိဘရောရှိနိုင်တာပဲလေအဲ့ဒါလို့မိဘကငါးပါးသီလမလုပ်ဘူးဆိုပါစို့ကိုချင်းတရားမကောင်းဘူးအဲ့ဒါလို့ကိုချင်းတရားမကောင်းတဲ့မိဘကိုသားသမီးကစော်ကားရင်ရောအပြစ်ရှိသလားလို့ဒီလိုမေးလာကြမေးလာတဲ့အခါကျတော့ကျေးဇူးဆိုတာကျေးဇူးပဲလေကျေးဇူးဆိုတာကျေးဇူးတရားမိဘကသားသမီးနဲ့ဘယ်သူကအရင်မွေးတာတော့ဆိုမိဘအရင်မွေးတာမိဘအရင်မွေးလိုက်လို့မိဘကကိုယ့်ကိုစောင့်ရှောက်ပြီးတော့ဒီလောကကြီးတဲ့လက်ခံလိုက်လို့ကိုယ်ကဒီလောကကြီးတဲ့ရောက်တာလို့ဆိုတော့မိဘရဲ့ကျေးဇူးဟာကိုယ့်ပေါ်မှာရှိနေတယ်ဘယ်လိုနည်းနဲ့မှမိဘကိုစော်ကားလို့မရဘူးဒါမိဘကိုစေရနာစိုးနဲ့သေစီလိုတဲ့စိတ်နဲ့ဒေါသနဲ့မိဘကိုတတ်မယ်ဆိုရင်တော့မာတုကာရကပိတုကာရကခံထိုက်တာပဲဆိုးတဲ့မိဘဖြစ်ဖြစ်ကောင်းတဲ့မိဘဖြစ်ဖြစ်ဘယ်မိဘပဲတောက်ဘယ်မိဘပဲတတ်မိဘကအရက်တွေဘလို့တောက်နေအကျင့်စာရိတ္တဘလို့ဆိုးနေအကျင့်စာရိတ္တဆိုးတဲ့မိဘကိုသားသမီးကနေပြီးတော့စော်ကားမယ်တပ်ဖြတ်မှုကျူးလွန်မယ်ဆိုရင်တော့တပ်ဖြတ်မယ်ဆိုရင်တော့မာတုကာရကပိတုကာရကခံထိုက်တာပဲမထိုက်ဘူးလို့မရှိဘူးနော်ဘာလို့လဲဆိုတော့အဆင့်ကိုကမိဘအဆင့်ကိုကသားသမီးအဆင့်ဒီနှစ်ခုကပြောင်းလဲပြစ်လို့မရဘူးပြောင်းလဲပြစ်လို့မရဘူးကိုကမိဘနေရာမှာမဟုတ်ဘူးသားသမီးနေရာမှာပဲရှိတယ်လောကကြီးလာခွင့်ပြုထားတဲ့ခြေဆုကကိုခြေဆုသူမကောင်းတာကိုလည်းမဆိုင်ဘူးသူမကောင်းတဲ့အကုသိုလ်ကသူပဲခံရမှာကိုလည်းမဆိုင်ဘူးကိုမကောင်းလို့ရှိရင်ကိုခံရမှာဒါဒီလိုတွေးဖို့လိုအပ်တယ်ပေါ့နော်